ပြကြော်ပြီးတော့ရေကိုကြည့်နေကြတယ်မှာတမ်းပြီးအောက်မှာတော့တော်ပြီးနေပါသွားခဲ့ဆိုတော့ blink လက်စချက်လောက်တာချက်ပြီးတော့ stand with ပေးလိုက်လို့ဟဲ့ဒီချက်ကြီးကိုကတ်ပြီးကြားရမှာတော့ချက်ပြီးလိုက်ရပါတယ် တော့ hand right time လေးပဲလာပြီးတော့ ace ကိုစားသုံးနိုင်ခဲ့တဲ့ပြင် just တွေကိုပါထပ်မှန်ပြီးတော့ပိုင်ဆိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့first black ကျွန်တော်တို့ပွဲရဲ့လုံးဝအစပိုင်းဒါ10မိနစ်တော့မပြည့်သေးတဲ့ပေါ့နော်တိုင်လေးတစ်ခုပါတော့တကယ် first black တော့စပြီးတော့ခွင့်ပြုပေးခဲ့ဘက်က hand ရဲ့ fanny ဆိုတာလည်းတကယ်တော်လေးကိုလှုပ်ကောင်းနေဆိုရင်နောက်ပြီးချင်းစုံဆို hand ကိုပြန်ပြီးယူပေးခဲ့တယ်ဗျာ တော်လေးကိုမြဲစက်ရှိလာတဲ့ UK လို့ပြောရလိုက်တယ်ပေါ့နော်ပြန်ကြိုးစားနေပါပြီ okay အဲ့တော့ first start တဲ့ကျွန်တော်တို့ဘက်မှာ hand တော့စပြီးတော့ထိနေ over stick စပြီးပေးလိုက်ရတယ်ပဲအဲ့တော့ဘက်ကနေပိုးပြမရှိတဲ့ဗတဲ့တစ်ခုမှဒီပြေးပြီးတော့ဝင်လာဖို့ကြိုးစားတယ်နောက်ပြီးနောက်ကနေ dark knight fall လေးပြန်ပြီးတော့ခံ retriever တက်ပြီးတော့ရတာဒီတော်တော်လေးကိုလှပသေးတာနေရဲ့တကယ်ကို battery ချားထဲမှာတော့ UK တစ်ကောင်နဲ့အတူနောက်တာတယ်လေးကိုထပ်ပြီးတော့ organ ပိုင်ဆိုင်ထားခဲ့တယ်ဖြစ်ပါတယ် so UK ပြောလို့ရတယ်ဆွဲကိုသွားနေတယ်ဗျနောက်ချက်တကအပိုင်သိမ်းသွားပြီဖြစ်တဲ့နာအုံလီတော့3-0ပါ ဟုတ်တယ်ကဲတော့မင်းပေါ်ပဲပြန်ပြီးတော့ပဲ hand လက်ချက်တွေနဲ့တော့ပြန်တော့ပေးရတယ်ဗျအများကြီးတော့ပြဿနာတော့မရှိသေးဘူးကဲနေတော့ဒီချိန်မှာနှကတီတီတော့တာသူနေကြာလာရဆိုတော့ blink မရဘူးဝေးတော့ကိုမရဘူးမှဒီနောက်နောက်ပြီးပြေးပြီးထိမရတယ်ဗျဘက်ကနေပြီးတော့ blink နေနေရတော့ကျွန်တော် Hiroki ရမလာခဲ့ဘူးဆိုရင်လည်းပဲသူကထပ်ပြီးပေးလိုက်ရဆိုတော့နောက်ပြီး Hiroki က 5cc ပါစကောနေနဲ့လုံးဝသွားပိုးပြေးကိုသွားထိလို့ရမှာမဟုတ်ဘူးအဲ့တော့သိရကဲနေနောက်ပြီးတော့ချက်ချင်းပဲတန်းပြီးတော့ပေါ်နေပြေးလာခဲ့ဆိုဆက်ပြီးတော့ပဲ step ကိုပါထပ်ပြတ်ဖို့ကြိုးစားနေတဲ့ stick လုံးဝမသေးသေးပါတော့နေ hand ပြန်ပြတ်တိုင်းပဲကြီးနေနဲ့ပြန်ရောက်လာခဲ့တော့နာ OP shut down blink ညားတယ်ပြီးတော့ hand ပြ fanny ဆိုတာလည်းဒါရရင်ရဆို boss ကိုပြေးပြီးတော့ aim 3v1 ဘာမှလဲကြီးကြအောင်မလို့တော့တေးကြတယ်ရင်းထပ်ပြီးတော့ပေးလိုက်ရပြန်ပါ Justin နေတော့ easy ပဲ Rory ပြပွဲပြီးတော့ဒါရှောက်သွားနိုင်ကြလို့တော့ဒီဘက်ကြီးတော့ကြာလာတယ်ဒီကစားပြီးနေတယ်ချင်းတော့ဒီစပြီးတော့ရောက်လာခဲ့တယ်ဟဲ့ဟိုဝိုင်းပြီးစားဖို့ကြိုးစားနေခဲ့တယ်အိုးလိုက်ချဖို့တော့ကဲလည်းဖြစ်နေရနေတာတခုမှတော့ရိုင်းတော့မလွယ်ဘူးတော့ရည်တိုင်ပါကြီးပြချာပြီးနောက်မှာတော့ fight ဆက်ဆွေးကြောင်းခုံပြီးတော့ပြီးတယ်မှာဟဲ့ပြန်ပြီးတော့တော့ခဲ့ပါ အဲ့တော့ hand မှာထပ်ပြီးတော့ပေးလိုက်ဆို stick နေနဲ့ 3v1 ကြားတယ်ပို့ပြီးဒီမို့နဲ့ပို့တယ်တောက်ချောက်ကိုပြန်တောင်းနေပါမယ်ဒီလုံးဝမသေးသေးဘူးနောက်မှလည်းကန်နေကြီးနေဆိုဒီတစ်ခေါက်မှာတော့ဒီနဲ့ damage အောက်မှာပြန်ပြီးပေးလိုက်ပြီးတော့နောက်ပြီးဒီကောင်တော့ကြံခဲ့တဲ့နောက်မှာ 3v1 now OP ထပ်ပြီးတော့ပေးလိုက်ရပါတယ်ကြိုးစားနေနေတာနောက်မီလန်ရန် mission တွေပေါ်နေလို့မရအောင်အဲ့တော့ retreat တစ်ချက်တော့ပြန်ပြီးတော့ကြည့်ရမှာမကန်ဟေးဟိုဘက်ကနေ hand ရအောင်ပြန်ပြီးယူရမယ်တော့ KB ကြားတယ်မှာကန်မှာပြန်ပြီးတော့ကြိုးစားနေဆိုကန်လုံးဝမသေးသေးဘူးဒီနောက်ကနေ bench တွေပြန်ပြီးတော့ထိုးပေးထားတယ်ဗျမရသေးဘူးဆိုမှ stick တောက်ချောက်ကိုဒီမို့နဲ့ပို့စီပြန်တောင်းထောက်မှာ scan နဲ့ Lina ပြန်ပြီး trade ထားပါသေးတယ် နောက်တော့ပြကြော်ပြီးတော့ရေကိုကြည့်နေကြတယ်မှာတမ်းပြီးအောက်မှာတော့တော်ပြီးနေပါသွားခဲ့ဆိုတော့ blink လက်စချက်လောက်တာချက်ပြီးတော့ stand with ပေးလိုက်လို့ဟဲ့ဒီချက်ကြီးကိုကတ်ပြီးကြားရမှာတော့ချက်ပြီးလိုက်ရပါတယ် တော့ hand right time လေးပဲလာပြီးတော့ ace ကိုစားသုံးနိုင်ခဲ့တဲ့ပြင် just တွေကိုပါထပ်မှန်ပြီးတော့ပိုင်ဆိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ သွားတာကပို့ပြီးတော့ဆိုးသွားတယ်ပါ တောက်လျှောက်ကိုလိုက်ပြီးတော့အော်နာ OP လုံးဝကျွန်တော်ကပြောလို့ပြပါလိမ့်မောမှာသူ့ကိုတွေးလိုက်တာနဲ့ဝိုင်းပြီးတော့ဖြတ်ဖို့